โอเคဒီနေ့ကတော့ဒီထိုင်းနိုင်ငံမှာတမများပစ္စည်းကိုကောက်ရပြီးပြန်မပေးလို့ရှိရင်ဘယ်လိုဥပဒေနဲ့အရေးယူလို့ရလဲပြီးတော့ပစ္စည်းကောက်ရတဲ့ဒူကိုဘယ်လိုအကျိုးခံစား권တွေပေးထားလဲဆိုတာကိုပြန်လာပြောပြတာကျွန်တော်အရင်ကလည်းဒီတမများပစ္စည်းကိုကောက်ရပြီးပြန်မပေးလို့ရှိရင်ဘယ်လိုဥပဒေနဲ့အရေးယူလို့ရလဲဘယ်လိုပြစ်ဒဏ်တွေကြခံရနိုင်လဲဆိုတာကိုဗီဒီယိုနှစ်ကြိမ်လုပ်ဖူးတယ်ဒါတော့တတိယတစ်ချိန်၃ချိန်မြောက်ဗီဒီယိုပြန်လုပ်တာဒီထိုင်းနိုင်ငံမှာတများပစ္စည်းကိုကောက်ရပြီးပြန်မပေးလို့ရှိရင်ထောင်ဒဏ်တစ်နှစ်နဲ့6လထက်မပိုတော့ပြစ်ဒဏ်ကြခံရနိုင်တယ်ဒါမှမဟုတ်ဒဏ်ငွေဘတ်ငွေ3000ထက်မပိုတော့ဒဏ်ငွေကိုပေးဆောင်ရနိုင်တယ်ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြခံရနိုင်တယ်ဒီတများပစ္စည်းကိုကောက်ရပြီးပြန်မပေးဘူးဆိုတဲ့နေရာမှာ2မျိုးရှိရပထမတစ်မျိုးကတော့ပိုင်ရှင်မဲ့ပစ္စည်းကိုအလွဲတုံးစားလုပ်မှုနဲ့ဒုတိယတစ်မျိုးကတော့ခိုးမှုဆိုပြီးတော့မှ2မျိုးရှိသေးတယ်နံပါတ်1ဖြစ်တဲ့ပိုင်ရှင်မဲ့ပစ္စည်းကိုအလွဲတုံးစားလုပ်မှုပစ္စည်းပိုင်ရှင်ကသူပစ္စည်းပျောက်နေတာကို तू မသိဘူး तू ပစ္စည်းပြုတ်ကျကြံ့ရိတ်ခဲ့တာကို तू မသိဘူးအဲ့ဒါကိုတခြားတယောက်ကတွေ့ပြီးတော့ဒီပစ္စည်းကိုတကောက်ယူလိုက်တယ်ပြီးတော့ပစ္စည်းပိုင်ရှင်ကိုလည်းပြန်ရှာပြီးတော့မပေးဘူး yes ခန်းမှာလည်းတမအပ်ဘူးဆိုရင်ဒါကပိုင်ရှင်မဲ့ပစ္စည်းကိုအလွဲတုံးစားလုပ်မှုမြောက်တယ်အဲ့လိုဆိုရင်တို့ထိုင်းနိုင်ငံကဥပဒေမှာဆိုရင်ရာဇသက်ကြီးဥပဒေပုံမှန်3-5နှစ်အပိုင်းနှစ်ထောင်ဒဏ်တစ်နှစ်နဲ့6လထက်မပိုတဲ့ပြစ်ဒဏ်ဒါမှမဟုတ်ဒဏ်ငွေဘတ်ငွေ3000ထက်မပိုတော့ဒဏ်ငွေကိုပေးဆောင်ရနိုင်တယ်ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြားခံရနိုင်တယ်ဒီမှုကတော့ကြေအေးလို့ရတယ်နံပါတ်2ကတော့ခိုးမှုကိုယ့်အရှိမတများပစ္စည်းပြုတ်ကျသွားတာကိုကိုကတွေ့ရဒါပေမဲ့ဒီပစ္စည်းပိုင်ရှင်ကိုကိုကအတိမပေးဘူးပြီးတော့ကိုကတိတ်ကလေးပြုတ်ကျသွားတဲ့ပစ္စည်းကိုတယူထားလိုက်တယ်အဲ့လိုမျိုးဆိုရင်ခိုးမှုမြောက်တယ်တော့ထိုင်းနိုင်ငံကဥပဒေမှာဆိုရင်ရာဇသက်ကြီးဥပဒေပုံမှန်334ထောင်ဒဏ်3နှစ်ထက်မပိုတဲ့ပြစ်ဒဏ်ဒါမှမဟုတ်ဒဏ်ငွေဘတ်ငွေ6000ထက်မပိုတော့ဒဏ်ငွေကိုပေးဆောင်ရနိုင်တယ်ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြားခံရနိုင်တယ်ဒီအမှုကတော့ကြေအေးလို့မရဘူးအဲ့လိုဆိုတော့တမများပစ္စည်းကိုကောက်ရလို့ရှိရင်ပိုင်ရှင်ကိုလည်းပြန်ရှာလို့မတွေ့ဘူးကွာအဲ့ဆိုရင်3ရက်အတွင်းဒီ yes ခါမှာအမြန်ဆုံးတအပ်ပေးလိုက်ကြပါနော်ကိုကောက်ရတဲ့ပစ္စည်းကို yes ခါမှာတအပ်လိုက်တယ်ပြီးတော့ဒီပစ္စည်းကိုပိုင်ရှင်ကပြန်လာယူတယ်ဆိုရင်ပိုင်ရှင်ကနေပြီးတော့မှပစ္စည်းကောက်ရတဲ့သူကိုပစ္စည်းတန်ဖိုးရဲ့10%စုကြေးဆိုပြီးတော့မှပစ္စည်းကောက်ရတဲ့သူကိုပေးရမှာနော်အဲ့ဒါကတစ်ခုနောက်ထပ်တစ်ခုကတော့ပစ္စည်းတစ်ခုကောက်ရလိုက်တယ်ကောက်ရပြီးတော့ yes ခါမှာတအပ်ထားလိုက်တယ်တနှစ်အတွင်းပစ္စည်းပိုင်ရှင်ကဒီပစ္စည်းကိုလာမရှာဘူးလာမယူဆိုရင်တနှစ်ပြည့်သွားလို့ရှိရင်ဒီပစ္စည်းကကို့ပိုင်မယ်အဲ့မှာအခွန်နေပါတွေဆောင်ပြီးပို့တဲ့ဟာကို့ပိုင်မယ်နော်ပစ္စည်းကောက်ရတဲ့ဒူအတွက်ကိုလည်းသူတို့ဥပဒေကနေပြီးတော့မှအကျိုးခံစား권တွေပေးထားတာတကယ်လို့ yes ခန်းကိုမတွားတတ်ဘူး yes ခန်းကလည်းတွားရမှာဝေးနေတယ်ဆိုရင်အဲ့ yes ခန်းကိုဖုန်းဆက်ပြီးတော့ကိုပစ္စည်းကောက်ရတဲ့နေရာဒါမှမဟုတ်ကိုရှိနေတဲ့နေရာကိုသူတို့ကိုခေါ်လိုက်ပါသူတို့လာယူခိုင်းလိုက်သူတို့ဟာနဲ့သူတို့လာယူခိုင်းလိုက်ကျွန်တော်အဲ့လိုမျိုးတစ်ခါလုပ်ဖူးပဲပစ္စည်းကောက်ရပြီးတော့ကျွန်တော် yes ခန်းကိုမတွားဘူးဒီ yes ခန်းကိုပဲဖုန်းဆက်ပြီးတော့သူတို့ပဲလာယူခိုင်းလိုက်တာပြီးတော့သူတို့လက်ထဲအပ်ပေးလိုက်တာအဲ့ချိန်မှာတပ်ပုံရိုက်ဗီဒီယိုရိုက်ပေါ့လေအဲ့လိုမျိုးလဲလုပ်လို့ရသေးတယ်၃ရက်အတွင်း yes ခန်းကိုတအပ်ပေးလိုက်ကြပစ္စည်းရေးပါကောက်ရလို့ရှိရင်ကန်ကောက်ရင်ပစ္စည်းပိုင်ရှင်လာမယူဆိုရင်ကိုယ်ပိုင်ဖြစ်မှာနော်ကျွန်တော်အခုပြောရတဲ့ဟာတွေအားလုံးကထိုင်းနိုင်ငံကရှေ့နေတွေဥပဒေပညာရှင်တွေပြောထားတဲ့ဟာကိုဘာသာပြန်ပြီးတော့ပြန်လာပြောပြပေးတာကျွန်တော်ရှေ့နေလည်းမဟုတ်တလို့ဥပဒေပညာရှင်လည်းမဟုတ်ဘူးเนาะအဲ့လိုဆိုတော့ကျွန်တော်ပြောရတဲ့အထက်မှာလိုအပ်ချက်လေးရှိသွားလို့ရှိရင်လည်းနားလည်ပေးကြပါเนาะโอเคအဲ့လေးလာပြောအားလုံးပဲစင်ပြေကြပါစေ